မင်္ဂလာပါရှင် easy pan မိပါမေတို့ဒီနေ့ဝတ်သုံးတသားကိုပင်စိမ့်လေးနဲ့အဆက်ချက်စားမှာပါဒီမှာမေကဝတ်သားကိုသုံးတသား slide လိထားလေးသုံးထားပါတယ်မေတို့ပထမဦးဆုံးအခွန်ခွာထားတဲ့ကြက်သွန်လေးတွေကိုနှုတ်ဆင်းပြီးတော့ကြက်သွန်ဖြူလေးတွေကိုပပလိထားပါမယ်ဂျင်းလေးလည်း2ပြ3ပြလောက်ထည့်ထားပါတယ်ရှင်ဒီမှာမီကငရုတ်တီးကိုအစိမ်းရောင်မတုံးမနဲ့အနီရောင်လေးသုံးထားပါတယ်ပင်စိမ်းလေးကအစိမ်းရောင်လေးဆိုတော့လေငရုတ်တီးအနီရောင်လေးနဲ့ဆိုတော့ဟင်းရအရောင်လေးစုံပြီးပို့လှသွားအောင်လို့ပါရှင်ချက်တုံပြူလေးလည်းနှုတ်ဆင်းပြီးသွားပြီဆိုလို့ရှိရင်မေတို့ငရုတ်တီးအနီတောင်လေးတွေကိုလည်းညင်ညညာလေးဖြတ်ထားပေးလိုက်ပါမယ်ငရုတ်တီးကတော့အစိုက်ချက်တလောက်ထည့်လို့ရပါတယ်ပထမဦးဆုံးအိုးထဲမှာရေထည့်ပြီးသွားလို့ရှိရင်မေတို့ဝတ်သား3တသားစလိုက်လေးကိုအရင်ဦးဆုံးခဏလောက်ပြုတ်လိုက်ပါမယ်ဂျင်းလေး2ပြလောက်ထည့်လိုက်မယ်နော်ခဏလေးပဲပြုတ်သွားပြီးသွားရင်ပြန်ဆူလာတာနဲ့မေတို့ဝတ်သားတွေကိုအဖက်တက်တက်အရင်ဦးဆုံးဆယ်လိုက်ပါမယ်ပြီးရင်ပြုတ်ထားတဲ့ပြုတ်ရည်လေးကိုလည်းမေတို့ပကံလေးတစ်လုံးနဲ့ဆယ်ထားလိုက်ပါမယ်ရှင်ပြီးရင်အိုးရဲကိုစီထည့်ပြီးတော့ကြက်သွန်ဖြူနီးချင်းကိုငရုတ်တီးအယောင်တင်မုံလေးထည့်ပြီးတော့စီတက်ထားလိုက်ပါမယ်စီတက်နေတော့မှမေတို့ sauce လေးအရင်ဆုံးဆက်လိုက်ပါမယ်ရှင် sauce ဆက်ဖို့အတွက်ပထမဆုံးခရုစီကိုထမင်းစားဆုံးလေးတစ်စုံလောက်ထည့်လိုက်ပါတယ်ပြီးရင်ပဲငပြားကြီးအကြည်လေးကိုလည်းထမင်းစားဆုံး2စုံစာလောက်ထည့်လိုက်ပါတယ်ပြီးရင်ပဲငပြားကြီးအနောက်ရည်လေးနည်းနည်းနဲ့စားတကြားအသားမှုန်လေးထည့်ပြီးသွားရင်ခုနခတ်ထားတဲ့ဟင်းရည်လေးတွေကအပေါ်ရဲ့အရေးကြီးလေးကိုမေတို့3-4စုံလောက်ထည့်လိုက်ပါမယ်ထည့်ပြီးမေတို့ sauce လေးကိုနှံ့အောင်လုံးမှွေလိုက်ပါမယ်ကြက်သွန်စီတက်ထားကြက်သွားပြီဆိုရင်မေတို့ငရုတ်သီးအနီထည့်လိုက်ပါမယ်ပြီးရင်အနံ့လေးမှွေအောင်လုံးငရုတ်ကောင်းလေးနည်းနည်းထည့်လိုက်မယ်နော်ဆက်ထားတဲ့ sauce လေးကိုပါထည့်ပြီးသွားရင်မေတို့ဟင်းရည်ပေါ်ရဲ့အရေးကြီးကိုပကံလုံးတစ်ဝက်လောက်ထပ်ထည့်လိုက်ပါမယ်sauce အရေးလေးစူပွက်လာပြီဆိုရင်မေတို့ဝတ်သားလေးထည့်လိုက်လို့ရပါပြီပြီးသွားရင်တော့မေတို့နှံ့အောင်မှွေပြီးဖုံးလေးခဏအုပ်ပြီးတည်ထားလိုက်ပါမယ်ရေလေးအတန်တင်ခန်းသွားပြီဆိုလို့ရှိရင်မေတို့ပင်စိမ်းလေးအုပ်ပါမယ်ပင်စိမ်းများများလေးအုပ်ရင်ပိုပြီးမှွေးပြီးတော့ပိုပြီးစားလို့ကောင်းတယ်ပေါ့နော်ပင်စိမ်းအုပ်ပြီးသွားရင်တော့မေတို့အဖုံးလေးမအုပ်ဖဲနဲ့ဒီတိုင်းလေးပဲနှံ့အောင်လို့မှွေရပါမယ်အဖုံးအုပ်လိုက်လို့ရှိရင်ပင်စိမ်းရဲ့အရောင်ကအမဲရောင်ဘက်ကိုပြောင်းသွားလို့ပါဒါဆိုရင်ပင်စိမ်းလေးနွမ်းသွားပြီဆိုလို့ရှိရင်တော့မေတို့ရဲ့ဝတ်သုံးတက်တာကိုပင်စိမ်းလေးနဲ့ချက်ထားတာလေးကချက်သွားပါပြီဒီလိုအရေးဆက်ဆက်ကလေးကျန်တဲ့အချိန်ကြတော့မှထမင်းဖြူပူပူလေးနဲ့တွဲစားရဆိုလို့ရှိရင်ရမ်းစားလို့ကောင်းတော့ပါနော်မိနဲ့တူတူအား